ရိုးဘုတ်ကျုပ်ကလည်းဆင်းရဲတဲ့နေရာမှာ2ယောက်မရှိအဲ့ကလေးတပြုံနဲ့နေစရာထိုင်စရာမရှိဘူးဘုတ်ကျုပ်အမိပဲရှိတယ်ဘာမှမရှိအဲ့တော့54ကိုချက်ပြီးအဲ့ဒီမှာဒေါခင်ကြီးကနေပြီးမြေကြီးထဲမှာလက်နဲ့ရက်ပြီးတော့လီလီပန်းလေးတွေစိုက်တယ်အဲ့ဒီခေတ်တုန်းကဥနေဝင်းခေတ်မှာမဆလာခေတ်မှာနိုင်ငံရေးသမားဟောင်းကြီးတွေကနေပြီးတော့ရှောက်လွာတွေတင်တဲ့ BC 3006ကမဆလာတပတ်ရက်ကလေးတွေကိုရှောက်လွာတင်လို့ကြက်ရင်ပြန်အမျက်တင်ရောင်းစားနေတဲ့ခေတ်မှာဒေါခင်ကြီးဘသူရှိမှရှောက်လွာတစ်စောင်မတင်ခဲ့ဘူးဘယ်သမိုင်းစာအုပ်ထဲမှာမတွေ့ခဲ့ဘူးမိမိရရှိတဲ့မိမိခံစားခွင့်ရှိတဲ့ပြင်စင်လာစာနှစ်ခုတမှုပြင်စင်လာစာရဲ့သူနာပြပြင်စင်လာစာနှစ်ခုတည်းတစ်ခုဖြစ်တဲ့တမှုပြင်စင်လာစာကိုအစိုးရနိုင်ငံတော်ဆင်းရဲနေတယ်ဆိုပြီးသူစိတ်ထဲထင်ပြီးတော့နိုင်ငံတော်ကိုပြန်အပ်တယ်သူမယူဘူးခံစားခွင့်အဲ့ဒါမြေကြီးထဲမှာလက်နဲ့ရက်ပြီးတော့လီလီပန်းလေးတွေစိုက်ရင်တနေ့တော့အဲ့ဒီခြံရှိကိုမိန်းကလေးတယောက်ရောက်အဲ့ဒီမိန်းကလေးကတောကြီးတောင်ကြီးနဲ့ခြံရှင်တို့အဲ့ဒီမိန်းကလေးရတဲ့သဘောကတော့သူဒီရန်ကုန်တစ်မြို့လုံးမှာလီလီပန်းလေးတွေလိုက်ရှာသူ့ရဲ့ဖွားအိဖြစ်တဲ့လူကမင်္ဂလာဘိသိက်ငွေဖလားထဲမှာလီလီပန်းလေးတွေမှမတွေ့ငါမချင်နိုင်ဘူးဆိုလို့ညီးဖြစ်တဲ့လူကလိုက်ရှာရင်နဲ့ရန်ကုန်တစ်မြို့လုံးဘယ်မှမလူတယောက်ကညွှန်လိုက်တဲ့ခြံမ54မှာရှိတယ်ဆိုလို့အဲ့မှာလားရှာတာတွေ့တယ်အရှင်တို့ခြံရှင်တို့အဖွားအိုကြီးတယောက်ထွက်လာတယ်သပင်ဖွေးဗမာလိုရှိပါတယ်သမီးလေးရဲ့ဟုတ်ပါတဲ့ဒီခြံထဲမှာလီလီပန်းလေးရှိတယ်ဆိုလို့သမီးလာရှာတာရှိပါတယ်လို့နေပါဦးသမီးလေးကဘယ်ကလာတာတော့ဗမာနေတာတော့ဘသူကဖေဖေကဘသူတို့မေမေကဘသူအဲ့လိုစကားလေးဆက်စုပြီးတော့မေးလိုက်တဲ့အခါအဲ့လိုမေးလိုက်တဲ့အဖွားအိုရဲ့မျက်နှာလေးပြုံးပြီးကျုပ်သွားမျက်နှာလေးပခုံးလေးနှာခုံးလေးကျုပ်ပြုံးသွားအဲ့ဒီမိန်းကလေးစီတခြားလူမဟုတ်ဘူးဂလုံဦးစောရဲ့မြီးမမွန်ကြီးဆိုတဲ့ကလေးမလောကကြီးမှာတန်မြာရဲ့ဘီအဲ့လိုလေတဲ့တော့ဒီခြံထဲမှာဒီပန်းရှိသလားရန်ကုန်တစ်မြို့လုံးမှာတမန်စိတ်ထားဆိုရင်ဘယ်လိုပြောရမလဲတမန်စိတ်ထားဆိုရင်ဘယ်လိုပြောမလဲရိုးကျွန်တော်ရဆိုရင်ဘေလူဝါသာဆိုရင်ငါခြံရှိကိုငါယောက်ျားကိုလောက်ကြံတဲ့မျိုးဆက်တစ်ဆက်ကငါခြံရှိလာရိုက်ရဲတာလို့ကျွန်တော်ဆိုရင်ဒီလိုပြောပြမှာပေါ့ဒေါခင်ကြီးအဲ့လိုမပြောရှာပါဘူးပြင်းထန်လေးပြုံးပါခုကမှသမီးလေးရဲ့တဲ့ဖွားဖွားလက်ဖွဲလိုက်ပါတယ်။အော်ဥသောသူမိသားစုကဝမ်းသာစရာကောင်းတယ်ကြည်နူးစရာကောင်းတယ်မင်္ဂလာတော်ဆောင်ရပြီကိုသူ့ရဲ့နှလုံးသားသည်အမုန်းတရားမရှိဘူးအဲ့ဒီနှလုံးသားသူ့သားသမီးတို့ပေးတာအနိကပေးတာအဲ့ကြောင့်မဒေါ်အောင်ဆန်းစုကြည်ကပြောတဲ့စကားလေးတလုံးမှတ်မှတ်ရဖေဖေသေးတော့ဥသောကြောင့်လို့ကျမမယူဆပါဘူးနိုင်ငံရေးဆိုတာဒီလိုပဲဖြစ်တတ်ပါတယ်